ရှင်ဝီပါဒီနေ့မှာတော့ဝီကဖန်မြို့မှာရှိရဲ့ဖန်ကန္နာလက်ညစီထဲမှာမုံတွေပတ်စာမှာပဲဖြစ်ပါတယ်အလုံးမဲဝီနဲ့အတူတူလိုက်ခဲ့ကြပါအောင်ရှင်ဒီညစီတန်ကိုရောက်ရင်ပေါ့နော်မဖြစ်မနေစားကြည့်တင်တာကကရင်တော်ထမင်းတော်ဟင်းရဲ့ကရင်မုံတီရဲ့လို့ပြောကြပါတယ်အကျော်ကတော့ပူပူနွေ့နွေ့လေးစားရင်ပို့ပြီးတော့ကောင်းပါတယ်ဒီမှာကမကြီးကျင်လေးကိုငရုတ်တီမုံလေးရဲ့ပဲမုံလေးရဲ့ရောထားတာဆိုတော့အနက်မွေမွေလေးနဲ့စားလို့ကောင်းပါတယ်ဒီညစီထဲမှာဆိုလို့ရှိရင်ဆိုင်တွေကညနေ4နာရီလောက်ဆိုရင်စပြီးတော့ဖွင့်ပါတယ်ည9နာရီလောက်ဆိုရင်တော့ပိတ်ပြီပေါ့နော်ဒီမှာဆိုရင် street food တွေကလည်းတော်တော်လေးစုံပါတယ်ဒါကြောင့်မို့လို့ဖန်ရောက်ရင်ဖန်ကန္နာလမ်းမှာရှိတဲ့ညစီတန်းကိုမဖြစ်မနေတစ်ခေါက်လောက်တော့တွားကြည့်ခဲ့ကြပါအောင်ရှင်ဒါလေးကပါလေးလေဒီတီးဆောင်အချင်းမောင်းကတော့တပွဲကို3000ပေးရပါတယ်။သူရဲ့အရသာကချင်ငံဆက်လေးဆိုတော့အရင်စားလို့ကောင်းပါတယ်။ဒါကတော့ချက်သားတုတ်ထိုးပါဒီဆိုင်မှာဆိုလို့ရှိရင်ချက်ရဲ့အစိတ်အပိုင်းတော်တော်များများရပါတယ်။ဈေးနှုန်းကတော့တခင်ကို150ပေးရပါတယ်။ဒီမှာကစက်သားတုတ်ထိုးအပြင်တခြားအကင်တွေဖြစ်တဲ့ပဲပြားခင်တို့အသားတို့ခင်တို့ဝါးခင်တို့လည်းရပါသေးတယ်။ဒါလေးကတော့ site over ပါသူကဥရဲမှာကြာစံတို့အသားတို့အစာသွတ်ထားတာပါ။အရသာကအချိုနဲ့အဆက်ရှိပါတယ်ဒါအချိုဆိုတော့နည်းနည်းလေးအီရလို့ခံစားရတော့တိတ်တော့မကြိုက်ပါဘူးဒီလိုမျိုးအချင်းလေးနဲ့တူပြီးတော့စားရတာပါ။မုံဟင်ကဆိုင်မှာမုံထိုင်ဆောင်ရင်းနဲ့ခုနကဝယ်လာတဲ့ကစုံအလုံးကျော်လေးကိုမြည်ကြည့်တာအရသာကချွတ်ချိုလေးနဲ့စားလို့ကောင်းပါတယ်ဒီဘက်မှာကမုံဟင်ကကိုအခုပြထားသလိုငါအသားချောင်းနဲ့လည်းတွဲဖက်ပြီးတော့စားကြပါတယ်ဒါကတော့ကရင်မုံဟင်ကပါစားကြည့်လိုက်ပါဦးမယ်ရှင်ကရင်ပြည်နယ်မှာပဲသီးက ready made မဟုတ်ပါဘူးကိုယ့်အနေကိုစုကိုထားအဲ့လိုတွေညက်တယ်လက်ညောင်းခံပြီးညက်ရတာပါအများကြီးပဲသီးကိုအများကြီးကြိုက်တာညက်တော့ပဲသီးစားမယ်ခင်းနေပြီးမကြိုက်ဘူးစီရအောင်လည်းစီရလိုက်ကိုယ်တိုင်ချွေပါချွေပြီနော်ချွေပါစားပြပါမယ်စားမယ်နော်မချိုဆိုင်မှာလာစားလို့ရပါတယ်အရင်စားကောင်းပါတယ်အရင်ကြီးနဲ့အရင်ကြိုက်ပါတယ်ဒီနေ့အတွက်ကစားလို့လဲပြီးသွားပြီဆိုတော့ကြံရည်လေးဝယ်တောက်ပြီးအိမ်ပြန်มาတော့မယ်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်အားလုံးပဲတတ်တာပါ